ဖေဟမ်ဟိုထိုးတော့ကူရောဟာလေဟိုမှာကွာကိုရှေ့မမတွေ့တယ်အေးတွေ့တယ်ငါသူ့ကိုကြိုက်လို့အော်ကြိုက်သွားပြောလေအခုမင်းသိတဲ့အတိုင်းအခုခေတ်မမတွေကတော်ကီနဲ့ပြောမှပြန်ကြွေတာဟုတ်တော့အခုကတော်ကီနဲ့ချုပ်နိုင်မှာကွာအဲ့ငါမရဘူးမင်းဟောနေသိပေးဦးတော်ကီတင်ပေးရမှာပေါ့တော်ကီတင်ရတယ်ကွာဒီလိုလေးတော့ပြောလိုက်မောင်လေးတောက်တာဆန်ကစ်မမကိုမောင်လေးကအရန်ချစ်ဟာမမမျိုးတစ်ခါလေးကြွေဆင်းသွားမှာမင်းဇော်ပြီးပြီဒါပဲလေမိုက်တယ်မှတ်မယ်နော်မောင်လေးတောက်တာဆန်ကစ်မမကိုမောင်လေးကအရန်ချစ်ဒါလေးပဲကြိုက်ပါမင်းနဲ့နော်ဆန်ကစ်နော်မမလေးနော်အေးဆန်ကစ်မအရန်ချစ်လို့ရမယ်လေသွားမယ်နော်ရှင်းပြပါလိုက်မယ်နော်မမစကားလေးတစ်ခွန်းတော့ပြောလို့ရဘာပြောလို့လဲပြောလေဟိုလင်ပြလိုက်တာဘာပါလေဒါအေးလေအော်ဟိုမောင်လေးတောက်တာပဲလို့ဒီကျွန်တော်မမဟာကိုဆွဲစုနင်မရိုင်းလိုက်လားအေးရမင်းငါပြောတယ်မပြောဘူးလားကောင်မလေးကကျမင်းကိုပါအောင်ချသွားတယ်မင်းဘာသွားပြောလိုက်တာလဲငါလည်းမင်းပြောတဲ့အတိုင်းပြောတာငါမမှားတာလားမသိဘူးငါဒီလိုပြောလိုက်တာကွာဘယ်လိုပြောလိုက်တာမောင်လေးတောက်တာပဲလို့ကျွန်တော်မမဟာကိုဆွဲစုကျွန်တော်မမဟာကိုဆွဲစု